နေ့ကျွန်တော်ဘော်ဒါကြီးအင်ဂျင်မြိုင်မယ်ကိုလွန်ရေပေါ်သေးမှာဒီသွားရောက်မှုအတွက်ပစ္စည်းအရာလိုက်ပို့ပေးတာဖြစ်ပါတယ်ဗျ။တကြံရလို့မယ်ကိုလွန်ရေပေါ်သေးကိုသွားခြင်းနဲ့တငယ်ချင်းတွေလည်းလမ်းကြောင်းအခြေအနေသိခြင်းဝင်ကြည့်ထားနော်။အဲ့ဒါမှအချိန်တိုင်းပလိတ်လိုက်ဖမ်းတဲ့လက်ကလမ်းကြောင်းသိတော့ပြီးလို့တက်မှာအင်းကနေစထွက်ပါပြီကျွန်တော်တို့ဖြစ်စည်းကားရောဒါတော့တနင်္ဂနွေမကူရွာတွေကတနင်္ဂနွေသေးရှိလမ်းလေးတွေတာယာနေရောပဲနော်ရွာထဲတော့ဖုံးကြောင်းလမ်းကွဲဒီလမ်းတက်တဲ့ဆုံးလို့ရှိရင်ဖက်လိုက်ရောက်တယ်ဖက်ကတော့ပေါင်းစက်ရုံဘက်ကနေပြန်ကြွရတာပါဒီလမ်းလေးကတော့မဲခုလွန်နဲ့ဖလက်ကြားလမ်းကျော်လေးပါရှေ့မှာစစ်သားဂိတ်တစ်ဂိတ်ဒီစစ်သားဂိတ်ကတော့မှနှစ်ဖက်တစ်လုံးချပြီးတော့ဖြည်းဖြည်းလေးမောင်းရပါပြီကျန်တာတော့ဘာမှမစစ်ဘူးနော်အဆင်ပြေပါတယ်အဲ့လိုလေးဆိုတော့လဲသွားလာတာကောင်းတာပေါ့ဘာမှမစစ်တဲ့စစ်သားတွေကြားမှာပါလေကဲတောင်းရင်ချောင်းထဲကိုဆင်းပါပြီခုချိန်မနက်10 နာရီ9 နာရီခွဲ10 နာရီလောက်ဆိုတော့လူသိပ်မလာသေးဘူးသူကညနေ4 နာရီကျော်5 နာရီလောက်မှဒီကွင်းကိုပြည့်နေတာဆိုင်ငယ်ကားဆိုင်ရောက်ပါပြီရေပေါ်လေးဖြစ်ချရေပေါ်သေးကိုလာပြတော့လဲဒီဆိုင်လေးမှာကြိုက်တာမှာယူလို့ရပါတယ်လာပေးပါလို့ဖိတ်ခေါ်ပါတယ်ဗျာကဲပစ္စည်းချပြီးတော့ဟိုကြည့်ဒီကြည့်ဟိုရှိုးဒီရှိုးပေါ့ဗျာထိုင်ကုန်နေပဲရှိတယ်
Okay